လွန်ခဲ့တဲ့မိနစ်တနေ့ကတင်ဖြစ်ပျက်ခဲ့တယ်လို့ခံစားရပေမဲ့အခုဆိုရင်နှစ်ပေါင်း20ကျော်တောင်ကြာမြင့်ခဲ့ပါပြီ။ဆောင်းဦးရာသီရောက်လာတာနဲ့အတူတင်တို့ရဲ့6တွေ့နေတဲ့ခံစားချက်တွေကိုစိုးပြေနှုတ်ပြိုစေမဲ့ဇလန်တပုတ်ရှိပါတယ်။ပန်းချီကားတစ်ချက်လိုလှပတဲ့ရုပ်ထွက်မြင်ကွင်းတွေနဲ့လူပေါင်းများစွာရဲ့မျက်ရည်ကျစေခဲ့တဲ့ဆောင်းဦးရဲ့ကြွေချစ်သက်တဲ့ဒီဇလန်ပဲဖြစ်ပါတယ်။ဒီဇလန်ရဲ့အစမှာတော့တအိမ်ထဲမှာတွေးသားရင်းတွေလိုအပြန်လန်ချစ်ခင်ကျင်နာရင်ကြီးပြလာခဲ့ကြတဲ့မောင်နှမနှစ်ယောက်ရှိပါတယ်။သူတို့ကတော့ဂျွန်စောနဲ့အွန်စောတို့ပဲဖြစ်ကြပါတယ်။သူတို့ကြားကမေတ္တာတရားဟာဘာယာကမှမပါပဲ။ကျောင်းနေဖက်ကစားဖက်တွေးသားရင်းဘက်မှာစိတ်ဝိညာဉ်ချင်းဆက်နွယ်နေတဲ့အလွန်ဖြူစင်တဲ့မိသားစုအချစ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကလေးဘဝရဲ့တရက်မှာတော့အွန်စောတယောက်ရင်မတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ရပြီးနောက်တုံလှုပ်ချောက်ချဖွယ်ရာအမှန်တရားတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဆေးရုံရဲ့တွေးစစ်ချက်အရအဲ့ဒီနေ့ကဆေးရုံမှာကလေးချင်းမှားယွင်းခဲ့တယ်ဆိုတဲ့အမှန်တရားပေါ်ထွက်လာတဲ့အခါမှာတော့မိသားစုနှစ်ခုစလုံးအကြီးအကျယ်စိတ်နှလုံးထိခိုက်ကြေကွဲခဲ့ရပါတယ်။ကံကြမ္မာရဲ့ကြီးစင်မှုကြောင့်အွန်စောနဲ့ရှင်းရယ်ဆိုတဲ့ကလေးနှစ်ယောက်ရဲ့ကံကြမ္မာဟာပြောင်းလဲသွားခဲ့ရပြီးဂျွန်စောရဲ့မိသားစုကအမေရိကန်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့တာကြောင့်အွန်စောတယောက်တည်းနှလုံးကြေကွဲစွာကြံရစ်ခဲ့ပြီးဝမ်းနည်းစရာကွဲကွာခြင်းကိုကြုံတွေ့ခဲ့ရပါတယ်။အချိန်တွေနှစ်ပေါင်းများစွာကုန်လွန်သွားပြီးနောက်ကလေးငယ်တွေဟာလူကြီးဘဝကိုရောက်ရှိလာခဲ့ကြပါတယ်။ဂျွန်စောဟာအမှုပညာရှင်ပန်းချီဆရာတဦးအနေနဲ့ကိုရီးယားနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးသူ့ရဲ့ငယ်ဘဝညီမလေးအွန်စောကိုလိုက်လံရှာဖွေခဲ့ပါတယ်။တစ်ဖက်မှာလည်းအွန်စောဟာဟိုတယ်တစ်ခုမှာဆင်းရဲနွမ်းပါတဲ့အလုပ်သမားလေးအဖြစ်ပင်ပန်းဆင်းရဲစွာလုပ်ကင်နေရတာပါ။အဲ့ဒီအချိန်မှာပဲဒီဇလန်တွဲရဲ့ဒုတိယမင်းသားဖြစ်တဲ့ဟန်ထေဆော့ပေါ်လာခဲ့ပါတယ်။သူဟာဟိုတယ်ရဲ့အမွေဆက်ခံသူဖြစ်ပြီးဂျွန်စောရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ်။ထေဆော့ဟာအွန်စောကိုစတင်တွေ့ရှိပြီးဒူးထောက်ကြလောက်အောင်ပြင်းပြင်းထန်ထန်ချစ်မိသွားခဲ့ပါတယ်။သူမရင်ဆိုင်နေရတဲ့ဆင်းရဲဒုက္ခတွေကိုမြင်ရတဲ့အခါထေဆော့ကအွန်စောကိုစိတ်လှုပ်ရှားစွာနဲ့မင်းကိုကယ်တင်ဖို့ငွေဘယ်လောက်လိုလဲဘယ်လောက်ပေးရမလဲဟူရင်ခွဲမတက်မေးခဲ့တဲ့အခန်းဟာယနေ့တိုင်ပြည်သက်တွေရင်ထဲဆွဲထင်ကြံရစ်စေခဲ့တဲ့အထင်ကရဇက်ဝင်ခန်းတစ်ခုဖြစ်ပါတယ်။တွေးသားမတော်ဆက်ဖူးဆိုတာတည်သွားတဲ့နောက်ပိုင်းဂျွန်စောနဲ့အွန်စောတို့နှစ်ဦးကြားမှာလည်းရောကြားနဲ့မိန်းမအဖြစ်နှက်ဆိုင်နဲ့သမီးရေးစားအချစ်စိတ်ဘက်ဖေးဖေးအဆူတွေအပြန်လန်ပေါက်ဖွာလာခဲ့ပါတယ်။ဇလန်ကထဲဆော့ရဲ့တစ်ဖက်သက်အချစ်နဲ့စတင်ခဲ့တာပါ။သူဟာအွန်စောကိုအယူမှုချစ်မိလို့အကြိမ်ကြိမ်အချစ်စာဝန်ခံခဲ့ပေမဲ့အွန်စောရဲ့နှလုံးသားထဲမှာတော့မွေးစားအကိုဂျွန်စောအပြည့်နေရာယူထားလို့ထဲဆော့ရဲ့အချစ်ကိုညှင်းပယ်ပြီးတွန်းဆုတ်နေခဲ့ပါတယ်ဒါပေမဲ့အွန်စောနဲ့ဂျွန်စောတို့နှစ်ယောက်ရဲ့တားမြစ်ထားတဲ့အချစ်ကြောင့်မိသားစုနှစ်ဖက်လုံးပလန်ပတာဖြစ်ပြီးတော့ကြောက်ကုန်ကြပါတယ်ဒီအခြေအနေကိုမကြည့်ရတော့တဲ့ဂျွန်စောကအားလုံးအတွက်စတေးဖို့ဆုံးဖြတ်လိုက်ပြီးသတင်းစကားကဘုံတလုံးလိုပောက်ကွဲသွားပြီးဂျွန်စောကိုအဆုံးရှုံးမခံနိုင်တဲ့ယူမီဟာစိတ်တကြကကိုတက်သေးဖို့အထိစူးစမ်းခဲ့လို့ဆေးရုံပေါ်ရောက်သွားခဲ့ရပါတယ်ဆေးရုံခုတင်ပေါ်ကယူမီရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါအွန်စောတယောက်လုံးဝတုံလှုပ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အချစ်ကတခြားသူတွေရဲ့အသက်ကိုပါရန်ရှာနေပြီဆိုတာသိသွားတဲ့အတွက်အွန်စောဟာဒီချစ်ခီးလန်းကနေတရားဝင်နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်စောနဲ့အပြတ်ဖြတ်ဖို့ပြီးတော့သူ့နောက်ကိုဂျွန်စောလိုက်မလာရဲ့အောင်အကာအကွယ်တစ်ခုအနေနဲ့အွန်စောဟာထဲဆော့ရဲ့အချစ်ကိုနောက်ဆုံးမှာအတင်းကျပ်လက်ခံလိုက်ပါတော့တယ်ပြီးတော့သူ့ကိုဒီနာကျင်စရာတွေစီကနေအဝေးဆုံးကိုခေါ်ထုတ်သွားပေးဖို့ထဲဆော့ကိုတောင်းဆိုခဲ့ပါတယ်ဒီဇလန်ရဲ့ဇက်သိန်းဟာတွေးကြည့်ရင်တောင်ရင်နာစရာကောင်းလောက်အောင်ရက်ဆက်လွန်းလာပါတယ်အွန်စောဟာကင်ဆာဝေဒနာကိုပြင်းထန်စွာခံစားရပြီးကွယ်လွန်ခါနီးအချိန်ကိုရောက်ရှိလာပါတယ်အဆိုးဆုံးနဲ့အရက်ဆက်ဆုံးအခန်းကတော့မင်းသမီးအွန်စောဟာမင်းသားရဲ့ကြောပေါ်မှာတင်ငြိမ်သက်စွာနဲ့အသက်ပြောက်သွားခဲ့တာဖြစ်ပါတယ်ဂျွန်စောဟာသူမထွက်ခွာသွားပြီဆိုတာကိုအလုံးစုံသိနေခဲ့ပါတယ်ဒါပေမဲ့သူဟာကန်းချေအတိုင်းဆက်လျှောက်နေရင်သူမကြားနိုင်တော့မှာမဟုတ်တဲ့မင်းကိုငါချစ်တယ်ဆိုတဲ့စကားလုံးကိုတိုးတိုးလေးရေရွတ်ခဲ့ပါတယ်အဲ့ဒီစကားဟာသူမနောက်ကိုသူမကြခင်လိုက်လာတော့မယ်ဆိုတဲ့ကတိကဝတ်တစ်ခုလိုပါပဲချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ဂျွန်စောဟာလည်းတောကတွေနောက်မှာမျောပါရင်အွန်စောကလေးဘဝကကားတိုက်ခံခဲ့ရတဲ့လမ်းစုံမှာပဲကုန်တင်ကားတိုက်မိပြီးအသက်ဆုံးရှုံးခဲ့ပါတယ်ဒုတိယမင်းသားထေဆော့ကတော့သူတို့နှစ်ယောက်စလုံးရဲ့ဆုံးရှုံးမှုကိုယင်ထဲမှာမျိုးသိရင်အွန်စောရဲ့ပြားတွေကိုပင်လယ်ထဲလွှင့်မျောကနာကျင်စွာနဲ့ဘဝကိုတယောက်တည်းဆက်လက်ဖြတ်တန်းခဲ့ရပါတော့တယ်ရုပ်ခန္ဓာချင်းဝေးကွာသွားခဲ့ပေမဲ့သူတို့ရဲ့စိတ်ဝိညာဉ်တစ်ခုကတော့တခြားကဘာတစ်ခုမှာထာဝရဆုံစည်းသွားခဲ့ကြပြီလို့ယုံကြည်ရပါတယ်ဒီဇလန်လေးဟာတေကွဲခဲ့ရတဲ့ချစ်သူနှစ်ဦးဇလန်ဖြစ်တဲ့ရှင်မွေးလုံးနဲ့မင်းနန္ဒာပုံပြင်လေးလိုပါပဲပုံပြင်လေးမှာတော့ချစ်သူနှစ်ဦးကိုတကြိုလိုက်ချိန်မှာမိခိုးငွေတွေဟာတန်လင်းနဲ့လာကောင်းကင်မှာပေါင်းစည်းသွားပြီးလာပါတဲ့တက်တန်လေးပေါ်လာခဲ့တာဖြစ်ပါတယ်။အွန်စောနဲ့ဂျွန်စောချစ်သူနှစ်ဦးရဲ့တေကွဲပြီးပြိတ္တတွေမျက်ရည်ကျခဲ့ရတာဟာနောက်ထပ်ဥပမာပြောရမယ်။ဆိုရင်ကဘာကျော်တိုက်တန်းနန်ဇလန်ရဲ့ဇက်ဝင်ကန်းလိုပါပဲ။စောင်းဝရွက်ကြွေချစ်တဲ့ဇလန်တွဲကိုပြိတ္တတွေကိုယ်တိုင်လဲဇလန်ထဲမှာစီးညောခံစားရစေမယ်။ဆယ်စုနှစ်တွေကျော်လွန်တဲ့အထိရင်ထဲမှာထာဝရဆွဲထင်ကြံရစေမယ်။တရားဆန်ဆန်အမွန်းတင်မှုတစ်ခုဖြစ်စေခဲ့တာဖြစ်ပါတော့တယ်။ And just like a guy who's